အသက်80အရွယ်အဖွားအိုတယောက်ဟာသူမရဲ့ကလေးစားချင်မှုဇလန်းကိုအဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့တယ်။သူမဟာအသက်18နှစ်အရွယ်မိန်းကလေးတယောက်လိုပြန်လည်နှုတ်ပြသွားအောင်ဒီကိုယ်လုံးကို plastic surgery လုပ်ဖို့ဆန္ဒရှိနေတာပါ။ခွဲစိတ်မှုမလုပ်ခင်မှာသူမကသူမရဲ့အကြီးမားဆုံးရန်သူကိုဖုံးဆက်ပြီးမကြခင်ငါကလေးစားချင်ဖို့လာခဲ့မယ်လို့ပြောလိုက်တယ်။ဒါပေမဲ့တကယ်အမှန်တရားကတော့ဒီအဖွားအိုဟာတာမန်လူတယောက်မဟုတ်ပဲအားလုံးကကြောက်ရွံ့ရတဲ့မာဖီးယားခိုင်းချုပ်ကြီးဖြစ်နေတာပါ။သူမရဲ့လူယုံတယောက်ကခောက်ဆွဲချောက်နှစ်ထုပ်ခိုးယူခဲ့လို့တောင် plastic အိတ်နဲ့အသက်ရှူချက်အောင်လုပ်ပြီးတက်ပစ်ခဲ့တဲ့အထိရက်ဆက်သူပါ။ဒါပေမဲ့သူမမသိခဲ့တာကတော့သူမရဲ့တကိုင်းလုံးကသူမကိုပြန်တိုက်ခိုက်ဖို့ကြံစည်နေကြတာပါပဲ။တခြားဌာနခွဲကခေါင်းဆောင်တွေကသူမတယောက်တည်းကျွန်တော်တာကိုမြင်တဲ့အခါတနက်တွေကိုအတင်းထုတ်လိုက်ကြတယ်။ဒါပေမဲ့လီဆာကတော့တစ္ဆာဖောက်ခံရမယ်ဆိုတာကိုကြိုတင်မျှော်လင့်ထားပြီးသားမို့လို့ပြစ်မိတ်ပေးဖို့လက်ကိုအေးအေးဆေးဆေးပဲမြှောက်လိုက်တယ်။သူမရဲ့လူတွေကတော့လီဆာတယောက်အသက်ကြီးပြီးယူသွားပြီးအမှတ်နဲ့လောင်ရည်ကြတာပေါ့။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတင်သူတို့ရဲ့ရည်တံတွေဟာကြောက်လန့်တကြားအော်ဟစ်တံတွေဖြစ်သွားပါတော့တယ်။လီဆာကတောင်ကုန်းပေါ်မှာကျွမ်းကျင်တဲ့စနိုက်ပါသမားတွေကိုကြိုတင်နေရချထားပြီးသားပါ။သူမလက်ဝဲရမ်းလိုက်တာနဲ့စနိုက်ပါသမားတွေကတိုင်တူပစ်ခတ်လိုက်ပြီးတစ္ဆာဖောက်တွေအားလုံးတိတ်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်လီဆာကသူမရဲ့လက်ထောက်ချက်ကိုဒေါ်လာ1ဘီလီယံကိုအကောင့်ထဲလွှဲဖို့ခိုင်းလိုက်တယ်။အရာအားလုံးပြီးဆုံးသွားပြီလို့သူမထင်နေခဲ့တာပါ။ငွေလွှဲပြီးတာနဲ့သူမကချက်ကအကြောင်းဆုံးသိနေပြီးသူတေကိုတေးရမယ်လို့တွေးလိုက်ပြန်တယ်။နောက်ပိုင်းမှာချက်ရဲ့အလောင်းရည်ထဲမှာမျောနေတာကိုမြင်တဲ့အခါမှာလီဆာဟာအေးအေးချမ်းချမ်းနဲ့ပြုံးနိုင်ခဲ့တယ်။ဒါပေမဲ့သူမမသိခဲ့တာကချက်ဟာလီဆာကသူ့ကိုတက်လိုက်မယ်ဆိုတာကြိုသိနေတာပါ။ဒါကြောင့်ငွေလွှဲနေတော့မှသူကကတ်ကိုလှုပ်ဝက်လဲပြီးဒေါ်လာ1ဘီလီယံကိုသူ့အကောင့်ထဲပြောင်းထည့်လိုက်ပါတယ်။ချက်မသေးသေးဘူးဆိုတာသိလိုက်ရတဲ့အခါလီဆာတယောက်တကယ်ကိုတုံ့လောက်သွားခဲ့ရတယ်။ရေထဲကအလောင်းကတော့လှည့်ကွက်တစ်ခုသာဖြစ်ပြီးချက်ကတော့ကားနဲ့ထွက်ပြေးသွားခဲ့ပါပြီ။သူ့ရဲ့ထွက်ပြေးမှုအစီအစဉ်ကတကယ်ကိုပါနဲ့လုံးပါတယ်။ရုတ်တရက်ဆိုသလိုသူမရဲ့ကွန်ပျူတာကထူးဆန်းတဲ့အတန်တစ်ခုမြည်လာတယ်။လီဆာလည်းပြေးကြည့်ပြီးကတ်ကိုဆွဲထုတ်ကလက်ကျန်ငွေကိုစစ်လိုက်တဲ့အခါဘာမှမရှိတော့ပါဘူး။ချက်ရဲ့လှည့်စားမှုကိုခံလိုက်ရမှန်းသိလိုက်တဲ့လီဆာကသူ့ကိုအလွတ်မပေးဘူးလို့ကြိမ်ဆိုလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ချက်ဟာလီဆာရဲ့ရန်ကနေပုံကွယ်ဖို့တောင်ကိုရီးယားမှာတကိုယ်လုံးကို plastic surgery လုပ်နေခဲ့ပါပြီ။အခုဆိုရင်သူ့ရဲ့မျက်နှာအတန်နဲ့ကိုယ်ခန္ဓာတိဆောက်ပုံတွေပါပြောင်းလဲသွားပြီဖြစ်လို့သူ့ရဲ့မိခင်အရင်တောင်မှတ်မိနိုင်တော့မှာမဟုတ်ပါဘူး။